ကောင်းလိုက်မလဲဘယ်လောက်ကောင်းလိုက်မလဲအချိန်ကြီးကတွေးခြင်းနဲ့အချိန်မျိုးကပြောင်းသွားဝေဒနာမှာငေးခြင်းနဲ့ပြန်မြင်ရောက်နေစောင်းပညာအကြောင်းကရှင်းကုန်တဲ့ဒိဋ္ဌိနဲ့ခေါင်းစာဘယ်လိုပုံစံမင်းကလေးလဲထိမ့်မရတဲ့အာယုန်တွေကလွတ်နေပြီးဆွဲလန်းတဲ့တရံတွေချစ်တွေသည်ငါဘဝတစ်လျှောက်ခံစားချက်တွေဖြစ်တည်ခဲ့လူတွေပြောမကောင်းဘူးလေချစ်တည်ပဲတွေ့ဝေတော့ပါဘူးမိန်းကလေးတယောက်ကိုတွေ့ရှိပြီးရနောက်ငါဟာပင်လည်းပြန်တော့နဲ့ပြကူဘယ်အခါမှမသိချင်တော့